Hey you အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ဘာ really လုပ်ပြမလဲဆိုတော့ကျွန်တော်နဲ့အတူတူပေါ့နော်ကြည့်လိုက်ရအောင်ဗျဂျာကြီးရုံးလာသေးဘူးလားဂျာကြီးကညတော့ပြန်လိုက်ဆောင်ကြည့်မဟုတ်ပါဘူးဂျာကြီးကရုံးလာလဲနောက်ကြရုံးပြန်လဲစောဆိုတော့ဂျာကြီးကလောက်စားဘာမှမရှိဘူးထင်တယ်လေအဲကြောင့်မလို့ဂျာကြီးလာကြမလို့လို့ပြောတာပါရက်ရက်နော်ဟုတ်ဂျာကြီးကတော့ဂျာကြီးပဲလေဒါပေမဲ့ဂျာကြီးကကုမ္ပဏီမှာလေဘာမှလည်းမလို့အားနေရဆိုလို့ဂျာကြီးအလာလဲရတယ်လို့အဲဂျာကြီးတစ်ခါလေးနှုတ်ဖက်လိုက်တော့နော်ဟာလဲလို့ဒါစေရှင်းဂျာကြီးပစ္စည်းတွေရောက်နေအဲ့တော့ကြည့်လိုက်အောင်အောက်ကဝေးသွားမှာဒါသမီးတော့ရောက်မှာလားဟမ်ဒီမတော်လို့ငါသွားမှာကောင်းပါပဲဟောခါလာပြီးတော့ကြောက်တယ်မသွားရင်အားကြောက်ခေါ်လိုက်နော်ဟုတ်ဂျာကြီးအားလားမသိဘူးနော်ဘာပြောတယ်ရှိလို့ဟုတ်ဂျာကြီးအားလည်းသိချင်လို့ဟုတ်လေနင်ပြောနေရရှင်ပြောလေအော်ဂျာကြီးအားရင်သမီးနဲ့တို့အောက်မှာပစ္စည်းတွေလိုက်တဲ့အောင်လို့ပါဟောဒီငါအားလေးတောက်ခေါ်ပြီးရွှေ့ခိုင်းတာလေဟုတ်တယ်လေဂျာကြီးတရုံးလုံးမှာဂျာကြီးပဲအားဆုံးဥစ္စာကြီးဂျာကြီးပဲအားဆုံးဥစ္စာကြီးအယောဒီမှာဟုတ်ဟုတ်လေ